အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီ commute manager ကိုအသုံးပြုပြီးတော့เนาะဒီ Genet 3ထဲမှာကျွန်တော်တို့ commute image တွေကိုကျွန်တော်တို့ create လုပ်မှာပေါ့เนาะ create လုပ်ဖို့အတွက်ဒီ commute file တွေလိုတော့ပေါ့เนาะ Genet 3ထဲကိုထည့်ဖို့အတွက်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ commute manager ကနေပြီးတော့ကျွန်တော်ဘာလုပ်ပြမလဲဆိုတော့ဒီ Microtik OS ကိုပေါ့เนาะ Microtik OS ကိုကျွန်တော်တို့ commute manager ထဲမှာ install လုပ်ပြီးတော့ commute file ကိုဘယ်လို create လုပ်လဲဆိုတာကျွန်တော်လုပ်ပြအောင်ပေါ့เนาะ okay ဒါဆိုရင်စပြီးတော့ကြည့်အောင်ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်မှာဒါဆိုရင်ကျွန်တော်ဒီ download ဆင်မှာကျွန်တော် Microtik OS ကို download လုပ်တာเนาะဒါ 6.40 ဟာကျွန်တော် download လုပ်တာလေ okay သူရဲ့ ISO file ရှိတယ် okay ဒါဆိုရင်ကျွန်တော် commute manager တော့ install လုပ်တာပေါ့เนาะကျွန်တော် commute manager ဒီ software link ကိုလည်းကျွန်တော်เนาะဒီ tutorial ရဲ့ဒီ description အောက်မှာကျွန်တော်ထည့်ထားပေးမယ်เนาะဒီလို commute manager ကိုတုံးပြီးတော့ဒီเนาะ commute file ကို create လုပ်လို့ရအောင်ပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်ဖွင့်လိုက်ရင်ဒါဆိုရင်ကျွန်တော်ကဒီမှာ VN လေးကိုတောင်းလိုက်မယ် new virtual machine ဒါဆိုရင်ကျွန်တော်နာမည်ပေးလိုက်မယ်Microtik Microtik router ပို့ပေါ့နော်ကျွန်တော်ပြောတော့ okay router ပို့ဒါဆိုရင်ကျွန်တော်ဒီမှာ operating system ကျွန်တော်ဒါ Linux distribution ထားလိုက်မယ် standard ကဒီအတိုင်း okay commute ဒီမှာ next ကိုတော့ okay RAM တော့ဘယ်လောက်ထားမလဲကျွန်တော်ဒီမှာ512လောက်ထားလိုက်မယ်နော်file 2မှာကဘယ်လောက်ထားလိုက်မယ်ဒါ commute hard disk ကိုကျွန်တော်ကဒီမှာဗာလဲ compress disk လုပ်လိုက်မယ်เนาะနောက်မှ commute က file size ကြီးနေမယ်ကဲ commute เนาะ compress disk ကိုယူလိုက်မယ်ကျွန်တော်တို့ format ကတော့ဒီမှာကျွန်တော်ဒီ format ကိုလိုချင်တဲ့အတွက်เนาะ commute เนาะ QCOW2 ရဲ့ format okay ဒီ format တိုင်းကျွန်တော်ယူမယ် create virtual hard disk okay next ကိုတော့ကဲဒါဆိုရင် commute manager default okay ရတယ်ဒါဆိုရင်ကျွန်တော်ဒီ Microtik router ဘုတ်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ PC ကို create လုပ်လိုက်ပြီเนาะဒီ commute manager နဲ့ကဲအဲ့ဆိုရင်ကျွန်တော်ဘယ်ကိုသွားမလဲဆို drive တွေကိုသွားမယ်ကျွန်တော်ရဲ့ဒီမှာ head disk เนาะဒီ head disk ကိုဘာမှ save မှတ်လဲဆိုတော့သူ့ရဲ့ဒါဆိုရင်ဒီ head disk ကိုကျွန်တော်ကလမ်းကြောင်းပြောင်းလိုက်မယ်เนาะဘာမှ save မှတ်မယ်ဆိုတော့ကျွန်တော်က my computer တွေကကျွန်တော်ရဲ့ဒီမှာ Microtik OS image ကိုကျွန်တော်တင်လိုက်เนาะဒီထဲမှာကျွန်တော်အဲ့နာမည်နဲ့တော့ save လိုက် okay เนาะကျွန်တော်ဒီနာမည်နဲ့ save လိုက်ဒါဆိုရင်ကျွန်တော်ဒီလမ်းကြောင်းမှာ image တော့တင်မယ် okayကဲဒါဆိုရင်ကျွန်တော်တို့ CD-ROM ထဲမှာတော့ကျွန်တော်ထုံးတဲ့တိုင်းOS ထည့်မယ်ဆိုတော့เนาะဘူးခွေလို့မဟုတ်တာဘူးခွေကိုကျွန်တော်ခုန download လုပ်တာလေဘူးခွေတော့တွားယူလိုက်မယ်เนาะကဲဒါဆိုရင်ခုနကကျွန်တော်เนาะဒီမှာ Microtik OS download တာထားအောင်ဒါဘူးခွေတွားယူလိုက်မယ် okay ISO file ကဲဒါဆိုရင် okay နေလိုက်ဒါဆိုရအောင်ကဲဒါဆိုရင်ဒီဆက်ကိုစ run လို့ရပြီပေါ့เนาะဒီဆက်ကိုကျွန်တော်စ run လိုက်မယ် stepခဏကြည့်အောင်เนาะ hard disk က hard disk ကိုကျွန်တော်ဒီလမ်းကြောင်းကိုကျွန်တော်နောက်ခုနလမ်းကြောင်းအဆင်မပြေတဲ့အတွက်ကျွန်တော်ပြန်ဖြတ်လိုက်မယ်ကျွန်တော်လမ်းကြောင်း create new hard disk ပဲเนาะ okay ကျွန်တော် compress disk ပေးလိုက်မယ် okay ပတ်လမ်းကြောင်းကိုเนาะကျွန်တော်ဘာမှတော့တိတ်မယ်ဆိုတော့ခုနလမ်းကြောင်းကပြန်တိတ်လိုက်မယ်เนาะကျွန်တော်တက်လမ်းကြောင်းအစ်လို့ကျွန်တော်တော့တိတ်လိုက်တယ် okay ကျွန်တော်ဒီနာမည်နဲ့ပဲ save လိုက်okay เนาะလမ်းကြောင်းရတယ် okay ဒါဆိုရင်ကျွန်တော် OS လေးထည့်ထားပြီးကျွန်တော် step ပြန်လုပ်လိုက်ခုနကတော့ default လမ်းကြောင်းမှာဆိုရကျွန်တော်တမင်တက်လမ်းကြောင်းပြောင်းရတဲ့အတွက်သူနည်းနည်းလေးအလုံးမလုပ်ဖြစ်သွား okay ဒါဆိုရင် step ကိုဒါဆိုရင်သူ router เนาะ Microtik OS ကိုသူပူးလုပ်သွားပြီပေါ့เนาะကဲဒါဆိုရင်လည်းဒါ Microtik OS ကို install လုပ်မယ်ဆိုတော့သူက /a ဆိုရင်เนาะဒီမှာ /all ဆိုရင်ကျွန်တော် a ကိုနှိပ်လိုက်တယ်ကျွန်တော် a နှိပ်လိုက် okay install လုပ်မယ်ဆိုတော့ i ကိုနှိပ်ပါတဲ့သူပြောတော့ press i ဒါဆိုရင် i ကို install လုပ်okay when you want to all configuration ကျွန်တော်တို့ဘာမှမရှိလေ head disk လို့ဆိုတော့ဘာမှမချန်တော့ဘူး all configuration မဖြတ်တော့ကဲဒါဆိုရင် change နေလားလေ okay continue yes ပေါ့နော်ဒါဆိုရင် change နေတယ် okay yes ဆိုရင်ဒါ partition ကို create လုပ်ပါ
ဒါဆိုရင်တော့ကျွန်တော်ဒီမှာเนาะ head is partition to partition file နဲ့တော့ format ချတာခဏလေးစောက်ပြီပေါ့နော်ကဲဒါဆိုရင်တော့ခုန partition format ချပြီးတော့เนาะဒါ OS ကို install ဒါဆိုရင် OS installation complete တယ်ဒါဆိုရင်ဒါ OS ရပြီပေါ့နော် OS ရရင်တော့ enter the reboot ထုတ်ပါတယ်ကျွန်တော် reboot မလုပ်တော့ဘူးကျွန်တော်တခါတည်း set ကိုကျွန်တော်เนาะခဏပိတ်လိုက်တော့ okay ကဲပိတ်ပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆို community manager ပြန်ဖွင့်လိုက်မယ်ကျွန်တော်ဒီ router boot တွေတောင်းမယ်ခုနက ISO file ကျွန်တော် ISO မလိုတော့လေ ISO မလိုကျွန်တော် okay နဲ့ထုတ်လိုက်ကဲဒါဆိုရင်နော် okay ဒါဆိုရင်ဖွင့်ကြည့်အောင်ဒီကောင် OS တကယ် RAM ပေါ့နော်ကျွန်တော် start နဲ့ဖွင့်လိုက် okay ဒါဆိုရင် microdate OS ကိုဒီမှာเนาะတက်လာပြီတက်လာရင်ကျွန်တော် default password တော့တယ်ပြီပေါ့နော် okay password ပြန်ဒါဆိုရင် microdate OS ရအောင်ပေါ့နော် okay ကဲဒါဆိုရင်တော့ဒီကောင်ကကျွန်တော်တို့ကတခါလေ commute manager နဲ့ create လုပ်တဲ့ဒီကောင်က commute image ရအောင်ပေါ့နော်ကျွန်တော်ဒီ commute image ကိုကျွန်တော်တကယ် GNet3 ရဲ့သုံးကြည့်အောင်เนาะဆိုရင်ကျွန်တော်တို့သုံးကြည့်ကဲဒါဆိုရင်ကျွန်တော်ဒါကိုပိတ်လိုက်လို့เนาะokay ကဲဒါဆိုရင်ကျွန်တော် GNet3 ဖွင့်လိုက်မယ်နော် okay အော် cancel လုပ်လိုက်ကဲဒါဆိုရင်ကျွန်တော်တို့က edit တွေကိုတောင်းမယ် prefer နဲ့တောင်းမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ commute vn image တဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ commute new တွေတောင်းလိုက်မယ်ကျွန်တော်တို့ကဒီမှာ name ကိုပေးမယ်ဒါဆိုရင် router port ကိုကျွန်တော်နာမည်ပေးrouter port ကိုပေးလိုက်မယ် okay next ကိုတောင်းမယ်ဒါ run တော့ကိုများများပေးချင်တယ်ရတယ်ဒီမှာ512ပေါ့နော်ကျွန်တော်ကဲပေးလိုက်မယ် okay next ကိုတောင်းမယ်ကဲဒါဆိုရင် commute image ကတော့တော့ပါလဲ .ucow2 လေကျွန်တော်တို့ခုနကလောက်ထားတဲ့ဟာ ucow2 ဆိုတော့စင်ပြေပြီပေါ့နော်အဲဆိုရင်ကျွန်တော်ဖယ်သွားမယ်ကျွန်တော်ခုနကလောက်ထားတာကျွန်တော်ရဲ့ image file တက်တိန်းတာဆိုတော့ဒါ micro image မှာ commute router boot တော့ okay ဒါဆိုရင် open လုပ်လိုက်ပေါ့ဒါဆိုရင် copy ကူးမှာလေ do you want to copy okay yes ပေါ့အဲဒါဆိုရင်ဒီလမ်းကြောင်းနဲ့တော့ copy ကူးတယ်အဲဆိုရင်ကျွန်တော် finish အဲဆိုရင် apply okay ကဲဒါဆိုရင်ကျွန်တော်ခုနထပ်ထားတဲ့ router တကယ် run လားမ run ကျွန်တော်တို့ကြည့်အောင်เนาะကျွန်တော်ဘာနာမည်ထည့်လိုက်တယ် router boot နာမည်ထည့်လိုက် okay เนาะဒီ router boot မှာပုံလေးတွေမကြိုက်ဘူးဆိုရင်ကျွန်တော်တို့မှာပုံ configure တန်ဖယ်လေးပြန်သွားလိုက်ကိုလိုချင်တဲ့ symbol design လေးပြောင်းရင်လည်းရเนาะအဲကျွန်တော်ဒီ router လေးနဲ့ဒီပုံလေးပြောင်းလိုက် okay ဒါကိုဆွဲထည့်ကြည့်လိုက်ကဲဒါဆိုရင်ကျွန်တော်ခုန router boot ကဲ router boot ကိုစမ်းပြီးတော့ run ကြည့်လိုက်เนาะ run ပြီးတော့ခဏတော့စောက်ပြီပေါ့เนาะOS တက်နေဆိုတော့ဒါဆိုရင်ကျွန်တော်ဖယ်တော့မှာဆိုတော့ကျွန်တော်တို့ console ထဲဝင်လိုက်ပါတော့ console ဝင်ပြီးခဏစောက်လိုက်เนาะဒါဆိုရင်တော့ဒီမှာ log in တက်လာကျွန်တော်တို့ခုနက OS က 6.40 เนาะဒါဆိုရင်ကျွန်တော် default password က admin ဒါဆိုတော့ကျွန်တော်တို့ lab တွေဆန်းဖို့တော့เนาะဒါဆန်းလို့ရတယ် okayဆိုတော့ကျွန်တော် system ပေးရတော့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ microdate เนาะ microdate OS ကို commute hard disk ကိုပြောင်းတဲ့ပုံစံလေးကျွန်တော် commute manager နဲ့ OS ကို installation lab လုပ်ပြအောင်ပါပေါ့เนาะကျွန်တော်ရှေ့မှာလဲကျွန်တော်ဒီ commute image ကိုเนาะဒီ commute manager မသုံးဘဲနဲ့ command နဲ့ဒီ microdate OS ကို install လုပ်တဲ့ tutorial လေးကျွန်တော်တခုလုပ်ပြတာပါပဲကဲအဆင်ပြေတဲ့ဟာနဲ့သုံးပြီးတော့သုံးကြည့်ပါเนาะအဓိကကတော့ဒါ GNet3 တွေကိုထည့်ပြီးကျွန်တော် lab တွေစမ်းလို့ရတယ် okay လောက်ဆိုရင်တော့ tutorial လေးဒီနားလေးမှာပဲနားမယ်အားလုံးကျေးဇူးအထူးတင်ပါတယ်